ta tao đâu bây giờ hả? နာမမေတောက်တဲ့ပကံနဲ့တိချအဲ့တော့တော့တိချလို့တိချလားရပြီနော်ကိုကြီးစားပါသားလားနော်ရပြီအပြင်စေးရပြီထားနောက်တစ်ခုယူ Ao. အားပါယူနောက်တစ်ခုထားနောက်တစ်ခုယူ Mà cha lên. ဇွန်းနေစေးဇွန်းနေဘယ်လိုစေးမလဲဇွန်းနေဟာတချောင်းစီစေးချောင်းစီစေးပကံစေးတော့လို့စေးပကံစေးတော့လို့စေးတချောင်းစီစေးနည်းနည်းဟိုအစားဆိုတော့နည်းနည်းတော့ကြာမှာပေါ့ဟုတ်နောက်တော့ကိုကျွမ်းကျင်သွားလို့ဆိုရင်ရပါမယ်လူဆိုတာကလောကဘယ်လိုဖြစ်ရမလဲလောက်ရမယ်ဟုတ်တော့လူဆိုတာဘာဖြစ်ရမလဲ Mẹ tay luôn bé. ဟေးတိုင်လို့ပါဟာမကစားနဲ့လေကွာနေရလား Cái giá này này ta là. Cháu mà lên nó đùa đấy. ဘလို့ကသစီလို့ရကြမှာရပြီ Cháu mà ရပြီ sắp lát xì ta ta ai đi hỏi nó so đấy. ရပြီလို့ရပြီနောက်မမေဖြည်းအများအဲ့အတန်မကြားစေနဲ့အကောက်လို့အရှာစီကြားလား Mẹ bé cho cáo với ai mà hầu cáo với ai rồi đã cáo với mà hầu à. ဟုတ်လေသူများအဲ့အတန်မကြားစေနဲ့ပြောတာဟုတ်ပြီစီတွေပါတွေမစင်လို့စင်ရင်ဘာလဲပိုးဟာတွေပါတွေလက်ရက်လို့စင်ယောဂရမှာဟုတ်အဲ့ဒါကြောင့်ပကံတွေကစင်အောင်စီရတယ်ဟုတ်လားလောက် Cái nó thái đi là bù hết xả đấy. ထိုင်းနေပိုးဟာစားဗမာတွေကပိုးဟာမှမစားတာကွာ Cái bố đi ra để về bù hết xả đấy. Ta thái bay nghe để về xả đấy. ဟုတ်လား Ok. Mẹ đi là ta à đi lấy. ဟမ် Ê sao đi à lấy. อืม Cô ấy hay là cô ta là à xí đấy. ဟုတ်လား Ok. အော်ဘယ်လိုပြောရတာ Ok về lấy. ဟုတ်လားအဲ့ဒီဇွန်းကိုဆေးအရှိပါဆေးရော Ok. À xí à gì gì. ဟုတ်တယ်အရှိရရေးကြည့်ဒီချဆေးနောက်တက်နေပြီမိသားလေးနောက်ဆက်နေဆိုရင်မနေအားကိုရတဲ့သားဖြစ်ပြီဟော Nó sửa sắc khuôn này nè bộ. အေးပါ778ပေါ့ဟာတော့ Ok. အဲ Ta biết taပြောရရှိတယ် ပြောပါဦး taပဲအလောက်လောက်မှာပေါ့အဲ့ဒီချိန်လောက်ဆိုရင် လောက်ရမှာပေါ့လူကအလောက်လောက်ရမှာပေါ့အဲចောင်းပြီးအလောက်လောက်ရတော့မှာပေါ့ အလောက်လောက်ရတော့ပါပေါ့ဘကစီဘူးအချိန်လာရှိပါလားမသိရော အေးဟုတ်တယ်ပကံဆေးဖို့အချိန်တော့ပဲတစီတော့မယ်အဲ့ခါကျလို့စင်ရင်လားအဲ့ဒီအရွယ်နဲ့ညီများတဲ့အလုပ်ကိုလောက်ရပြီပေါ့အခုကျတော့ငယ်သေးတယ်ဆိုတော့ပကံဝိုင်းဆေးတော့ပေါ့မဟုတ်လား အမမတတာ ဟမ် အဲ့ဒီတိုက်ချင်တယ်မိဖို့တိုက်ချင်တာ ဘာဖြစ်လို့လဲမိဖို့မတိုက်ဘူးလေဟုတ်လား မတိုက်ဘူး ပေးတိုက်မယ်ဒီနေ့တိုက်ချင်ပေးတိုက်မယ် မတတာလက်မီလာဝိုင်းဘလို့တော့ မလောင်တိုက်ပေါ့အဲ့ဒါဆိုလူတိုင်းကမီလောင်ကုန်ပြီပေါ့ အင်ဂျီမီလာဝိုင်းဘလို့တော့ဝဲ ဒါဆိုလို့စင်အဲ့လိုမျိုးပဲကြောက်နေတယ်ဆိုပြီးလူတွေကမိဖို့တိုက်လို့ရပါမလားရပြီလေအဲ့ဒါဆိုစင်ပြီပေါ့ ဘာဖြစ်လို့လဲ ဒီမှာစမနည်းနည်းယူရပြီအရင်မလုံးနဲ့လောက် ဆိုရ ဒါမမေအချိန်ကုန်ခံပြီးတော့ဒါကိုပြပေးနေတာဒါပညာတစ်ခုသင်ပေးနေတာเนาะအမှန်ဆိုလို့စင်ဒါမမေလောက်လိုက်မမြန်ပြီးသွားမှာ မဟုတ်လား ဒါစာမဟုတ်လား စာမဟုတ်ဘူးဆိုမှဒါလက်သွေးလေလက်သွေးတင်ကြားခြင်းလေဒါဆိုမတင်ကြားပေးဘူးဆိုတတ်မလားလို့ မတက်အောင် အေးအဲ့ဒါကိုပြောတာပေါ့အဲ့ဒါကိုတင်ပေးတာပေါ့